မိခင်ဖြစ်သူသည်အစားအသောက်အလွန်ကြုံစားပါကအိမ်နိုင်ကြီးကိုစိုးရိမ်သောကြောင့်တားဖြစ်သူကိုထမင်းစားတိုင်းအနေငယ်သာကြွေးလေးရှိသည်သူမသည်တားဖြစ်သူကိုစေးကြောင်းတက်စေခြင်းသည့်အတွက်ဤအရာအလုံးကိုလှုပ်ဆောင်နေခြင်းဖြစ်သည်တားဖြစ်သူကိုမျက်ခြေမပြတ်မျက်နှာချင်းဆိုင်စောင့်ကြည့်နိုင်ရန်အတွက်တားဖြစ်သူ၏အိတ်ခမ်းတကားကိုပင်ထုတ်ပစ်ခဲ့သည်ထို့အပြင်ဤညံကောင်းစေးများကအမှတ်ကောင်းစေနိုင်သည်ဟုဆိုကာတားဖြစ်သူကိုစေးများအဓမ္မတိုက်ကြွေးခဲ့သည်ဘေးထွက်ဆိုးကျိုးများကြောင့်တားဖြစ်သူနှာခေါင်းသွားအေးယိုခြင်းအိမ်မပြောခြင်းဝေဒနာခံစားရခြင်းနှင့်လက်မောင်းများကိုတွေးထွက်သည့်အထိကုတ်ချစ်နေခြင်းတို့ကိုသူမမြင်တွေ့နေရတော့လဲမျက်ွယ်ပြုထားခဲ့သည့်အကြောင်းမှာစေးတောက်ပြီးနောက်တားဖြစ်သူ၏အစင်မှာအတန်းလေးတွင်နံပါတ်တို့တကယ်ပင်ခုန်တက်သွားသောကြောင့်ဖြစ်သည်သို့သောကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုနေသည့်အလေတွင်ကောင်းလေးသည်ရုတ်တရက်နှာခေါင်းသွေးပြန်ယိုလာပြန်သည်သူ၏မျက်လုံးများနီးမြန်းလာပြီးအသက်ရှူတမ်းများပြင်းထန်လာကနောက်တစ်စက္ကန့်တွင်စာပွဲပေါ်သို့မှောက်ကျသွားတော့သည်မိခင်ဖြစ်သူစေးရုံတို့အပြေးလွှားရောက်လာသောအခါတားဖြစ်သူ၏အခြေအနေကိုစိုးရိမ်ခြင်းလုံးဝမရှိဘဲစာမေးပွဲကိုဘလောက်အထိဖြေဆိုပြီးသွားပြီလဲဥတာမေးမြန်းခဲ့သည်တားဖြစ်သူကခေါင်းခါပြသောအခါသူမကစာမေးပွဲကိုအခုချက်ချင်းပြန်သွားဖြေရန်ပြောခဲ့သည်တားဖြစ်သူကနေမကောင်းပါဘူးဟုပြောနေတော့လဲမိခင်ဖြစ်သူကဘယူးမဆိုင်ခဲ့ပေထို့နောက်ဘေးပတ်ဝန်းကျင်တွင်လူမရှိသည်ကိုမြင်သောအခါသူမသည်တားဖြစ်သူ၏ပါးစပ်ထဲသို့နောက်ထပ်ဆေးတစ်လုံးကိုအတင်းထည့်ပေးလိုက်ပြန်သည်ဂျက်သည်ထိုချင်းရာအလုံးကိုမြင်တွေ့သွားခဲ့သည်သူဒီကောင်လေး၏မှတ်တမ်းများကိုချက်ချင်းဆွဲထုတ်လိုက်ပြီးကျောင်းဝင်ပေါက်ကိုပိတ်ဆို့လိုက်သည်ကျောင်းသားတိုင်းချက်ချင်းစစ်ဆေးမှုခံယူရမည်ဖြစ်သည်မကြာမီသားဖြစ်သူ၏စာမေးပွဲရလဒ်များထွက်လာသည်သားဖြစ်သူကဘာသာရပ်တစ်ခုတွင်အဘတာရရှိခဲ့သဖြင့်မိခင်ဖြစ်သူမှအလွန်ဒေါသထွက်သွားသည်မင်းကြောင့်ငါကတခြားအမေတွေကိုမျက်နှာငယ်ပြီးအကူအညီတောင်းခဲ့ရတာမင်းကိုစာပဲလုပ်ပါလို့ပြောထားတယ်မဟုတ်လားအမေဘလောက်ပင်ပန်းခဲ့လဲဆိုတာသိရင်လွန်ခဲ့သောနှစ်အနည်းငယ်ကသားဖြစ်သူကိုအမှတ်ကောင်းကောင်းရစေရန်တွန်းအားပေးသည့်အနေဖြင့်သူမသည်ခင်ပွန်းဖြစ်သူကိုအတင်းအကျပ်တိုက်တွန်းကာမင်းတို့၏ကျေဝန်းသောအိမ်ကိုရောင်းချစေခဲ့သည်မိသားစုတစ်ခုလုံးဟောင်းနှံဆုပ်ပြတ်နေသောတိုက်ခန်းလေးတစ်ခုသို့ပြောင်းရွှေ့ခဲ့ကြသည်ထိတ်တန်းကျူရှင်စင်တာတစ်ခုတွင်နေရာရရန်အတွက်မိခင်ဖြစ်သူသည်ချမ်းသာသောအိမ်ရှင်မများ၏အလိုကျခြေတော်တင်လက်တော်တင်လုပ်ပေးခဲ့ရပြီးအဓိကဦးဆောင်သူမိခင်၏စိတ်ကျေနပ်မှုကိုရရှိရန်အတွက်တန်ဖိုးကြီးလက်ဆောင်များကိုပင်ဝယ်ယူပေးခဲ့သည်တို့တော်လဲချင်းအမှတ်များကစတိုက်ကြဆင်းနေခဲ့သည်ဒီနေ့တွင်အမျိုးသမီးတဦးကသူမအားဆေးပလင်းသေးလေးတစ်ပလင်းပေးခဲ့ပြီးဤဆေးကအမှတ်များကိုတက်လာစေနိုင်ကြောင်းပြောခဲ့သည်ထိုဆေးကတကယ်ပင်အစွန်းထက်ခဲ့သည်ဂျင်းဤအမှတ်များသည်တညာရဲနှင့်နံပါတ်တို့ထိုးတက်သွားခဲ့သည်သို့သောဘေးထွက်ဆိုးကျိုးများကပို၍ဆိုးရွားလာခဲ့သည်ဂျင်းသည်တညာလုံးလုံးဝအိမ်မပြောနိုင်တော့လဲမိခင်ဖြစ်သူကမူအနေငယ်မျှပင်ဂယုမဆိုင်ခဲ့ပေဂျင်းသည်အသက်ပင်တေချောင်းကြံစီရန်စဉ်းစားခဲ့သည့်အထိဖြစ်ခဲ့ရပြီးပညာရေးအာဏာပိုင်များ၏မူရစေဝါစစ်ဆေးမှုရလဒ်များထွက်ပေါ်လာခြင်းထိပင်ဖြစ်သည်ထိုဆေးပြားများတွင်တရားမဝင်ဓာတုမူရစေဝါဓာတ်ပေါင်းများပါဝင်နေသည်ဂျင်း၏အခြေအနေမှာအထူးသဖြင့်စိုးရိမ်ရပြီးနောက်ထပ်တစ်လုံးသာထပ်တောက်ပါကတေဆုံးသွားနိုင်သည့်အထိဖြစ်နေသည်ထို့ကြောင့်သူတို့သည်ဂျင်း၏အိမ်သို့အပြေးလွှားသွားခဲ့ကြသည်ထိုချိန်တွင်ဂျင်းသည်မိခင်ဖြစ်သူကိုစိတ်ပြတ်အောင်မလုပ်လိုသောကြောင့်ဆေးကိုတောက်ရန်ပြင်နေသည်မိခင်ဖြစ်သူကထိုစကားကိုကြားသောအခါဆေးနှင်းငယ်ကိုချက်ချင်းနှံထုတ်လိုက်သည်ထိုစဉ်အိမ်ရှိလူခေါ်ပဲတန်မီလာသည်သူမသည်တကားမှန်ပေါက်ငယ်မှတစ်ဆင့်ချောင်းကြည့်လိုက်ရာအပြင်တွင်ချက်ကိုတွေ့လိုက်ရသည်သူမသည်ချက်ချင်းပင်နှုတ်ခမ်းပေါ်လက်ညှိုးတင်ကအတန်မထွက်ရန်အချက်ပြလိုက်သည်အပြင်ဘက်တွင်မူချက်သည်ညီသူမျှတကားမဖွင့်ပေးသည်ကိုမြင်သောကြောင့်အရန်စီစဉ်ကိုစတင်ရန်ဖုန်းခေါ်ဆိုလိုက်သည်မိခင်ဖြစ်သူကသားဖြစ်သူထံဆေးပြားများကမ်းပေးလိုက်စင်မှာပင်အနာသည်အမိုးပေါ်မှကျိုးဖြင့်ဆုံဆင်းလာပြီးရင်းတို့ကိုတားဆီးရန်တရင်ပေါက်မှန်ကိုရိုက်ခွဲကဝင်ရောက်လာခဲ့သည်အနာသည်ဂျင်း၏လက်ထဲမှဆေးပြားများကိုကန်ထုတ်ပစ်လိုက်သည်ထို့နောက်ဂျန်နှင့်သူ၏အဖွဲ့သည်အိမ်ထဲသို့အတင်းကျပ်ဝင်ရောက်လာပြီးမိခင်နှင့်သားဖြစ်သူကိုခွဲထုတ်လိုက်ကြသည်မိမိ၏သားဖြစ်သူခေါ်ခံရသည်ကိုကြားညင်မိခင်ဖြစ်သူမှစိတ်လုံးဝယူသွတ်သွားရရှာတော့သည်